ချေရတဲ့နားထောင်သူများ၏ဒီဇလန်းကိုကျွန်တော်ပုံရိပ်တွေဖန်တီးရင်နှလုံးသားထဲခံစားမှုအပြည့်နဲ့ဖြည်းဖြည်းမှန်မှန်ပြောပြပေးပါမယ်စိတ်ထဲမှာရုပ်ရှင်တကားလိုပုံနေမြင်အောင်ကြည့်ပါအတန်ထွက်ဖိုက်ရင်မျက်ရည်တွေစိုးရွဲလာအောင်ရင်းနဲ့နာကျင်မှုခံစားအောင်နားထောင်ပေးပါနော်ဒါကကိုရီးယားစစ်ပွဲကြောင့်18နှစ်ကြာကွဲကွာခဲ့ရတဲ့မိခင်တဦးနဲ့သမီး2ယောက်ရဲ့ကြည်ကွဲပွဲခရီးရှိပါအဲ့ဒီခရီးထဲမှာမေတ္တာတရားနဲ့နောင်တရှိစိတ်တွေရောရှက်နေပါတယ်ပုံတပုံဖြည်းဖြည်းပေါ်လာပါတယ်1951ကိုရီးယားကျွန်းဆွယ်ပေါ်မှာစစ်ပွဲအရှိန်ပြင်းထန်နေချိန်မြောက်ကိုရီးယားဟမ်ယုံဒေသမှာလူငယ်မိခင်တို့နာမည်ကဟန်ရှင်ဂျာသူမရဲ့မျက်နှာမှာစိုးရိမ်မှုနဲ့ကြောက်ရွံ့မှုရောရှက်နေတယ်လက်ထဲမှာအသက်4နှစ်နဲ့9နှစ်အရွယ်သမီးငယ်2ယောက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားရင်ဘိုက်စာပြီးငိုတန်တွေထွက်နေတဲ့သမီးလေးတွေကိုကြည့်ရင်နှလုံးသားကွဲအပ်နေခဲ့ရတယ်စစ်ပေးရှောင်ရင်အစာရည်စာလုံးဝပြတ်လတ်နေပြီခဏလေးပဲခံမအောင်သမီးလေးအမေစားစရာရှာပြီးပြန်လာမယ်ရောက်ခမားဒီအိမ်မှာခဏနေပြီးပါဆိုတဲ့စကားတွေကိုသူမလေးတန်းတုံတုံမမှန်နဲ့ပြောခဲ့တယ်မျက်ရည်တွေဝဲနေတဲ့မျက်လုံးတွေနဲ့သမီးလေးတွေရဲ့ဦးခေါင်းကိုနမ်းရင်ခွဲခွာခဲ့ရတယ်သူမရဲ့စိတ်ထဲမှာစစ်ပွဲဟာခဏလေးနဲ့ပြီးသွားမယ်လို့ယုံကြည်ခဲ့တယ်ဒါပေမဲ့ကံတရားကအရန်ရက်ဆက်လုံးခဲ့တယ်နေဇလန်တွေချက်ချင်းပိတ်ဆို့သွားပြီးတောင်နဲ့မြောက်ကြားကခွဲခွာမှုဟာထာဝရဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်ကသမီးငယ်2ယောက်ရဲ့မျက်လုံးတွေထဲမှာအမေကိုနောက်ဆုံးတစ်ခါမြင်ရတာပဲဖြစ်ခဲ့တယ်ပုံတပုံမိခင်တူလမ်းလျှောက်သွားနေတဲ့နောက်ကျောပေါ်မျက်ရည်တွေစီးကြနေပြီနှုတ်ကိုလှည့်ကြည့်ရင်လက်နှစ်ဖက်ကိုဆန့်ထုတ်ထားတယ်ရှင်တွေကအော်ဟစ်တန်ကလေတူတွေပြန့်လွင့်နေခဲ့တယ်မျက်နှာတွေမျက်ရည်တွေစိုးရွဲနေတယ်သမီးလေးတွေအမေမင်းတို့ကိုချစ်တယ်ဆိုတဲ့စကားတွေပါဇက်ထဲမထွက်လာပေမဲ့မျက်လုံးတွေကအော်ဟစ်နေခဲ့တယ်ဒါကနောက်ဆုံးတွေ့ဆုံခြင်းဖြစ်မယ်ဆိုတာအားလုံးနားလည်နေကြတယ်2020အောက်တိုဘာအဖွားဟင်ရှင်ကြားအသက်101နှစ်မှာကွယ်လွန်သွားခဲ့တယ်နောက်ဆုံးအချိန်ထိသူမလွမ်းဆွနေခဲ့တာမြောက်ကိုရီးယားမှာကြံရစ်ခဲ့တဲ့သမီး2ယောက်ပဲအဲ့ဒီမိခင်ရဲ့မြစ်တာစစ်ပွဲရဲ့ရက်ဆက်မှုကိုကြော်လွန်နေခဲ့တယ်ချစ်ခင်မှုကိုမထားခဲ့ပါနဲ့နောင်တဆိုတာနောင်မတနေရတာမျိုးမဖြစ်စေချင်ဘူးဗျာချစ်ခွင့်ရတော့လေချစ်ကြပါလို့